ရှိရခြင်းမရှိပဲ၎င်းတို့အသုံးပြုတဲ့ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းများမိုဘိုင်းဖုန်းများကိုလည်းတပါးတည်းဖြုတ်သိမ်းယူဆောင်သွားကြောင်းသိရပါတယ်။ဒါ့အပြင်ထိုင်းနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံချို့ကိုတစစ်ကုတ်ကိုနယ်မြေအတွင်းမှာလည်းရှင်းလင်းဖော်ထုတ်မှုတွေကိုနိုဝင်ဘာလ18ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီးတစားအုံ33လုံးတွင်ဝင်ရောက်ရှာဖွေစစ်ဆေးလောင်ကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကိုဒီကနေ့6ရက်မြောက်နေ့မှာလည်းရွှေကုတ်ကိုနယ်မြေအွန်လိုင်းလိမ်လည်လောင်ကစားမှုများကျူးလွန်ရမှာအသုံးပြုလျက်ရှိတဲ့အစားအုံ635လုံးရှိတဲ့အနက်ဒီကနေ့မှာ17လုံးကိုဆက်လက်ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနဲ့ကြန့်ရှိနေသေးတဲ့တရားမဝင်အစားအုံများကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်းသိရပါတယ်။နိုင်ငံဖြတ်တန်းပြီးရွှေကုတ်ကိုနယ်မြေအတွင်းမှာအွန်လိုင်းလိမ်လည်မှုနဲ့လောင်ကစားရှိကြတဲ့တရုတ်နိုင်ငံသား65ဦးဗီယက်နမ်နိုင်ငံသား10ဦးစားမှုများကျူးလွန်ခဲ့ပြီးထွက်ပြေးတင်းရှောင်ပုံအောင်နေထိုင်လျက်မလေးရှားနိုင်ငံသား2ဦးကင်ညာနိုင်ငံသား73ဦးရီမျိုးနဲ့ပူလဲပူကျေးရွာအုပ်စုရွှေကုတ်ကိုမြိုင်ကျေးရွာတွင်လုံထင်းဝန်းရှိအဆောက်အုံမှာထိန်းသိမ်းထားရှိပြီးကွန်ပျူတာ2893လုံးမိုဘိုင်းဖုန်း2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှ986ဦးထိန်းသိမ်းနိုင်ခဲ့က12143ဦးကိုအမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်းသိရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့အွန်လိုင်းလိမ်လည်လောင်